皆さんこんばんは。ဒီနေ့မှာတော့私နဲ့အတူတူ day 15လေးကိုအတူတူထပ်ပြီးတော့လေ့လာရအောင်နော်။はいဒီနေ့ day 15လေးမှာပြပြပေးမယ့်အကြောင်းအရာကကြတော့ဒါကရှင်းစိုးနော်ခီနိုတဲကနှလုံးရဲ့လှုပ်ဆောင်ရေးကျဆင်းခြင်းပေါ့နော်။အဲ့ဒါလေးကိုကြည့်ကြည့်အောင်။最新に血液を送ることが困難な状態です。はいဒီဥစ္စာလေးမသိမေးခင်မှာပေါ့နော်私မှာ YouTube channel လေးနဲ့ TikTok channel လေးလည်းရှိပါတယ်YouTube channel ကလည်းအခုဒီ Facebook ရဲ့ပေါ့နော် Main Memory GB ဆိုရဲYouTube channel လေးဖြစ်ပြီးတော့ TikTok ကလည်း Main Memory GB ဆိုရဲဒီ私ရဲ့ဒီပေါ့နော်ဒီ Facebook page က profile လေးနဲ့အတူတူပါပဲအဲ့ဒါလေးတွေကိုလည်း YouTube ဆိုလည်း subscribe လေးနဲ့ဒီ notify လေးလုပ်ပေးထားဖို့ပေါ့နော်မေတ္တာရက်ခံပါတယ် TikTok လေးကိုလည်း follow လေးလုပ်ပေးကြဖို့မေတ္တာရက်ခံပါတယ်နော်ဟုတ်ဒီခိုင်းကုန်ပညာဒါနတွေပြီးသွားပြီဆိုလို့ရှိရင်လည်းစားတောက်ဆိုင်တို့ဟိုတယ်တို့ကိုလည်းပညာဒါနအောင်တင် जा ပေးသွားမှာပါမိကိုဟောင်းနေကအစပေါ့နော်အကုန်လုံးတင် जा ပေးသွားမှာပါဟုတ်အတူတူဆက်ပြီးတော့လေ့လာကြရအောင်နော်ဟုတ်ဒီနေ့သင်ပေးမှာကြတော့ရှင်းဆုံးတော့ခီနိုတဲကဆိုတာကနှလုံးရဲ့လှုပ်ဆောင်ရေးကြာဆင်းခြင်းဒါကကြတော့သူက Jinko Pacemaker ဆိုတာကကြတော့လူလုံးနှလုံးခုန်ဆက်ပေါ့နော် Pacemaker ဆိုတာကဒီနှလုံးခုန်ဆက်လေးထည့်ထားပါတော့မရှင်းဆိုနှလုံးခုန်ဆက်ထည့်ထားကိုပြောရပါအဲ့တော့ဇန်ရှင်းဒီခက်သွဲကီကိုအခုရုကိုတော့ကခွန်နာနာဂျော်တိုင်းတဲ့တကူလုံးကိုတဲ့သွေးတွေပို့ဆောင်မှုခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်တဲ့အဲ့တော့脈拍に問題がある利用者はペースメーカーを胸に埋め込んでいます。အဲ့တော့သွေးကုန်လုံးမှာပြဿနာရှိတဲ့စောက်ရှောက်ခံဘိုးဘွားတွေပေါ့နော်ဒီဘိုးဘွားတွေမှာဆိုလို့ရှိရင်နှလုံးခုန်ဆက် page maker ပေါ့အင်္ဂလိပ်လိုဆိုရင် page maker ကိုရင်ဘတ်မှာထည့်သွင်းထားရတဲ့သူတွေလည်းရှိပါတယ်တဲ့။နော်တက်ရှိလုံးတဲ့ရှိသေးစုမှာလည်း page maker ထည့်ထားတဲ့အဖွာရှိပါတယ်။ခိုင်းကောင်တော့ point တို့ပြုစုစောက်ရှောက်ရမယ့်အချက်တွေမှာဆိုလို့ရှိရင်မူနဲ့တော့ဥမဲခုမိဘူးကို強打するような運動などは避けます。အဲ့တော့ပြောချင်တာကကြတော့သူကရင်ဘတ်မှာထည့်ထားတဲ့နေရာကိုတဲ့ဒီအားနဲ့လွှဲရိုက်တယ်လို့မျိုးပေါ့နော်လှုပ်ဖြစ်စေတဲ့ကိုယ်လက်လှုပ်ရှားမှုတွေအုံတို့တွေကိုမလုပ်ရဘူးရှောင်ရပါမယ်ဟဲ့နောက်တစ်ခုကြည့်ကြအောင်ရှင်းစိုးနော်ခီနိုတဲကすみませんဂျင်းစိုးနော်ခီနိုတဲကဂျင်းစိုးဆိုတာကြောက်ကပ်ပေါ့နော်ကြောက်ကပ်ရဲ့လှုပ်ဆောင်ရေးကြာဆင်းခြင်း血液ကိုきれいにすることが困難な状態ですသူကကြတော့သွေးသန့်စင်တဲ့အလုပ်လုပ်ဖို့ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်တဲ့နော်အဲ့လိုအခြေအနေမျိုးတွေဆိုလို့ရှိရင်ကြောက်ကပ်ကတိတ်အလုံးမလုပ်တော့ဘူးပေါ့နော်အဲ့လိုမျိုးဘာလို့အလုံးမလုပ်တော့လဲဆိုတော့သွေးသန့်စင်တဲ့အလုပ်လုပ်ဖို့ခက်ခဲတဲ့အခြေအနေဖြစ်တယ်အဲ့တော့人気のが低下している利用者は人工透析をして血液をきれいにしますအဲ့တော့ကြောက်ကလှုပ်ဆောင်ရေးကြဆင်းတဲ့အဖိုးဘွားတွေကြတော့ကြောက်ကဆေးတာကိုပြုလုပ်ပြီးတော့သွေးကိုတန့်စင်ပေးရတယ်နော်အဲ့တော့人工透析の仕組みနော်ကြောက်ကဆေးခြင်းအလုပ်လုပ်ပုံအဲ့တော့ဒီနှလုံးကပေါ့နော်နှလုံးကုန်လုံးကသွေးတကူလုံးကိုသွေးပို့ဆောင်တဲ့ခက်ခဲတဲ့အခြေအနေဖြစ်ပြီဆိုရင်နှလုံးရဲ့လှုပ်ဆောင်ရေးကျပြီဆိုလို့ရှိရင်ဒီလူလုပ်တဲ့ pace maker ထည့်ပြီးတော့ကြောက်ကပ်မှာစနေလှုပ်ဆောင်ရေးကြောက်ကပ်လှုပ်ဆောင်ရေးကြာဆင်းသွားပြီဆိုရင်တော့ကြောက်ကပ်ဆေးတာလုပ်ရမယ်ပေါ့နော်အဲ့တော့ကြည့်ကြည့်အောင်透析装置ကကြတော့ဗာလဲဆိုလို့ရှိရင်ကြောက်ကပ်ဆေးဆက်ဒါကကြတော့ခါကြောနာဆွေဘုံဆိုရင်ပိုရှန်သောရေဓာတ်ဒါဖူရောနာရိုဟိုက်ဘူးစုဆိုတော့မလိုအပ်တဲ့စွန့်ပစ်ပစ္စည်းတွေနော်ဒီလိုမျိုးကြောက်ကပ်ဆေးတာဒီလိုမျိုးလုပ်ပါတယ်すいませんနောက်တစ်ခုကကြတော့ခိုင်းကောင်တော့ point 2ဆိုရင်ပြုစုဆောက်ရှောက်ရမယ်အချက်တွေမှာဆိုလို့ရှိရင်透析をした日は入浴を避けますကြောက်ကဆေးတဲ့ရက်တွေမှာဆိုရင်ရေချိုးခြင်းကိုရှောင်ရမယ်။ရှာတော့している側の腕で重いものを持たないようにします။သွေးဖောက်တဲ့ဘက်ကနေပြီးတော့သွေးဖောက်တဲ့ဘက်ရဲ့လက်ပေါ့နော်လက်မောင်းမှာဆိုလို့ရှိရင်လေးလံတဲ့ဟာတွေကိုမကန်ရဘူး။အန်ပွန်ရဆွေးပုံကိုစေကန်ရှိမှဆိုတာကကြတော့အငံတက်တဲ့ရေဓာတ်ကိုကန့်သက်ထားမယ်တဲ့နော်နောက်တစ်ခုကြည့်ကြအောင်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ခိုကျူကီနော်ကီနိုတဲကအဲ့ဒါအသက်ရှူလမ်းကြောင်းရဲ့လှုပ်ဆောင်ရေးကြာဆင်းခြင်းကြည့်ကြအောင်ခိုကျူကရှိနီကွီဂျော်တိုင်းဒက်အသက်ရှူခတ်တဲ့အခြေအနေဖြစ်ပါတယ်တဲ့အဲ့တော့ခိုကျူကဂျူဘိုနီဒကီနာကူနာတာရီယောရှာဝါဆို
両方を行います。酸素両方ဆိုတာကကြတော့အသက်ဝဝမရှူနိုင်တဲ့ဒီအဖိုးဖွားတွေဆိုလို့ရှိရင်အောက်ဆီဂျင်ကုတုံးကိုပြုလုပ်ပေးရတယ်။ဒီမှာဆိုလို့ရှိရင်သူကခေတိုင်းကတာ酸素Q new key အဲ့ဒါကြတော့လက်ကိုင်းအောက်ဆီဂျင်ရှူစက်နောက်က酸素နော်ရှုခုကီဆိုတာကကြတော့အောက်ဆီဂျင်ရှူစက်ဒီလိုမျိုးလေးပေါ့နော်ဒါကြတော့လက်ကိုင်းအောက်ဆီဂျင်ရှူစက်ဒီနှစ်ခုလုံးလက်ရှိတို့ရဲ့ဒီသက်ဆုံးမှာရှိပါတယ်酸素 no ရှုခုကီနော်ဒါလိုဒီလိုခေါ်ပြီးတော့ခေတိုင်းကတာ酸素 Q new key ပေါ့နော်နှစ်ခုခေါ်ပါတယ်香港の場合とပြုစုစောင့်ရှောက်မယ့်အချက်မှာဆိုရင်酸素 no ရှုခုကီရှီယောတိုကီဝါခခီအိုစာခဲမတ်အောက်ဆီဂျင်ရှူစက်သုံးတဲ့အချိန်မှာမီးကိုရှောင်ရှားရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ခန်းဆန်းလျှောရောဘိုးကတိုင်းစစ်စစ်စကူးဆက်ရောကကြိုတင်ကာကွယ်ဖို့လည်းအရေးကြီးပါတယ်တဲ့နောက်ဒေတာစတာတိုကီနိုတာမယ်နီယောဘီနိုဘတ်တရီနာဒိုအိုဂျွန်ဘီရှိတဲ့အိုကီမတ်မိပြချိန်တွေမှာအရန်ဘက်ထရီတွေကိုလည်းစတာတွေကိုလည်းအသင့်ပြင်ထားရမယ်ပေါ့နော်နောက်တစ်ခုကြည့်ကြအောင်နောက်ကဘိုးခို6ခုချောနော်ခီနိုတဲကအဲ့ဒါကစီးရိမ်နဲ့စအိုလမ်းကြောင်းတို့ရဲ့လှုပ်ဆောင်ရေးကြဆင်းခြင်းဘိုးခိုးဆိုတာစီးရိမ်ပေါ့နော်ဘိုးခိုးရ6ခုချောနော်ပြောကြည့်တဲ့ညောရဘန်းကိုဒါဆင်းတိုင်းကြောတိုင်းတဲ့စီးရိမ်နဲ့စအိုလမ်းကြောင်းမှာရှိတဲ့ယောဂတွေကြောင့်တဲ့စီးနဲ့မစင်ကိုစွန့်ထုတ်ဖို့အတွက်မပြုတ်လုံနိုင်တဲ့အခြေအနေဖြစ်တယ်ပေါ့နော်အဲ့တော့ဖူကူဘူးနီ手術で排泄物を出すための開口部ストーマを作りますတော့ဝမ်းပိုက်ကိုခွဲပြီးတော့စီးဝမ်းအညစ်အကြေးတွေထုတ်ယူဖို့အတွက်အပေါက်ဝခိုင်းခိုဘူးပေါ့နော်အပေါက်ဝစတိုမာလို့ခေါ်တယ်စတိုမာကကြတော့စအိုအတုကိုစကူရီမတ်ပြုလုပ်ရပါမယ်တဲ့အဲ့တော့人工膀胱と人工肛門がありますသူကစီးရင်အတုနဲ့စအိုအတုဆိုပြီးရှိရင်人工膀胱ဆိုလို့ရှိရင်စီးရင်အတု人工肛門ကကြတော့စအိုအတုကရှိပါတယ်တဲ့အဲ့တော့一は病気によって異なりますယောဂပေါ်မူတည်ပြီးတော့အပေါက်ဖောက်တဲ့နေရာကွဲပြားမယ်ဒါကကြတော့人工膀胱ဆိုတာကစီးရင်အတုနော်ဒါ人工肛門ကကြတော့သူကကြတော့ဒီစအိုလန်းဆွေးနွေးစအိုအတုပေါ့နော်စအိုအတုဒါကကြတော့စီးရင်အတုဒါကကြတော့စအိုအတုဒါကြတော့စို့တိုခါရာမိတယောစုအပြင်ဘက်ကနေမြင်ရတဲ့ပုံစံပေါ့နော်ဒါအပြင်ဘက်ကမြင်ရတဲ့ပုံစံခိုင်းငေါ်တော့ပွိုင်းတော့မှာဆိုရင်ခိုင်းငေါ်ရှော့ကူကစတိုမာကိုအိုးဦးပေါင်းချီကူကူရောနော်နာကာနော်ဟိုင်းစစ်စပူစုကိုရှော့ဒီရှိမတ်အဲ့တော့ဒီပေါ့နော်ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတွေကကြတော့စော်မောင်အိုးပေါင်ချီဆိုတာကကြတော့ဒီစအိုအတုကိုဖုံးတဲ့ပေါင်ချီလို့ခေါ်တဲ့အိတ်ပေါ့နော်အိတ်ထဲကနေပြီးတော့စီးဝမ်းအညစ်အကြေးတွေကိုထုတ်လုပ်ပေးရမယ်နော်ရှင်းလင်းပေးရမယ်ပေါ့နော် shorty ရှိမှာ high ဆက်စပုစုကို shorty ရှိမှာဆိုတော့ဒီဝန်ထမ်းတွေကကြတော့နည်းနည်းတို့ဒီစအိုအတုကိုဖုံးထားတဲ့အိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုစွန့်ပစ်ပေးရမယ်ရှင်းလင်းပေးရမယ်ストーマ周囲が赤くただれていたら医療職に報告しますတကယ်လို့စအိုအတုရဲ့ဘေးပတ်လည်မှာหนีရဲပြီးတော့ပြည်တယ်တာတော့ဘာဖြစ်မယ်ဆိုလို့ရှိရင်စေကုတရေးဝန်ထမ်းတွေကိုကျွန်တော်အစီရင်ခံရမယ်တင်ပြရမယ်နော်ကကြတော့ချီတက်ခီရှောဂိုင်းကကြတော့ဗာလဲဆိုလို့ရှိရင်ဒီညံရင်မမိတာပေါ့နော်ချီတက်ခီရှောဂိုင်းတော့ချီတက်ခီနာ発達が全般的に遅れている人を言いますအဲ့တော့ညံရင်မမိရဲဆိုတာကရေဘူးအားဖြင့်ညံရင်ဖွံ့ဖြိုးမှုနှေးကွေးတဲ့သူတွေကိုခေါ်ပါတယ်တဲ့ဒီချီကျော်စေကတ်နီရှိကိုင်းက生じている時はの特別な援助を必要としますအဲ့တော့နေ့စဉ်နေ့တိုင်းစားတောက်ရေးမှာအခက်အခဲဖြစ်နေချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအထူးအကူအညီတစ်ခုကိုလိုအပ်တယ်ပေါ့နော်ဒီညံရီမမီတဲ့လူတွေကကြတော့ခိုင်းငေါ် point တုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာပြုစုဆက်ကြပေးရမလဲဆိုလို့ရှိရင် life stage に合わせた対応をしますအဲ့တော့အရွယ်လိုက်ဖြစ်ရှင်းဆောင်ရွက်ပေးရမယ်ပေါ့နော်အဲ့တော့利用者の状態を知り利用者に合った介護をしますဘိုးဘွားတွေရဲ့အခြေအနေကိုသိရှိပြီးတော့အဲ့ဒီဘိုးဘွားတွေနဲ့ကိုက်ညီတဲ့ဒါမျိုးပြုဆောက်ရှောက်မှုကိုလုပ်ပေးရမယ်စိတ်ရှင်းလျှောကိုင်းစိတ်ပိုင်းဆိုင်ရာချုပ်ယွင်းခြင်းအဲ့ဒါကကြတော့စိတ်ပိုင်းဆိုင်ရာချုပ်ယွင်းခြင်းကဘာလဲဆိုတော့စိတ်ရှင်းလျှောကိုင်းတို့ကစိတ်ရှင်း
精神疾患のため精神機能の障害が、生じ、日常生活や社会参加に、困難が起きている状態のことを言います。အဲ့တော့精神障害ဆိုတာကစိတ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းဆိုတာကကြတော့精神疾患のためစိတ်ယောဂကြောင့်ဒါတို့精神機能の障害が生じစိတ်ယောဂကြောင့်စိတ်ပိုင်းဆိုင်ရာလှုပ်ဆောင်ရည်တွေကချို့ယွင်းပြီးတော့ဒါတို့日常生活や社会参加にစားတောက်ရင်းနဲ့လူအဖွဲ့အစည်းတွေမှာလူအဖွဲ့အစည်းတွေမှာပေါ့နော်ပါဝင်မှုအတွက်困難が起きているပါဝင်မှုအတွက်အခက်အခဲဖြစ်ပေါ်နေတဲ့အခြေအနေကြောတိုင်းのことを言いますခေါ်ပါတယ်တဲ့အဲ့တော့စိတ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းဆိုတာကစိတ်ယောဂကြောင့်စိတ်ပိုင်းဆိုင်ရာလှုပ်ဆောင်ရည်တွေကချို့ယွင်းပြီးတော့နေထိုင်စားတောက်ရင်းနဲ့လူအဖွဲ့အစည်းတွေမှာပါဝင်ဆောင်ရွက်မှုမှာအခက်အခဲဖြစ်ပေါ်နေတဲ့အခြေအနေကိုခေါ်တာပေါ့နော်အဲ့တော့နောက်တစ်ခုက病状が深刻になると判断機能やすみません判断能力や行動のコントロールが著しく低下することがあります。အဲ့တော့ဆက်နေတော့ယောဂအခြေအနေကပြင်းထန်နေဆိုလို့ရှိရင်တဲ့ဆုံးဖြတ်နိုင်စွမ်းနဲ့အပြုတ်မှုထိန်းချုပ်ခြင်းတွေကတိတိတတ်တာရောကြရပေါ့နော်အဲ့တော့ဒီအရင်ယောဂပြင်းထန်ပြီဆိုရင်ကိုဆုံးဖြတ်နိုင်တဲ့ကိုထိန်းချုပ်နိုင်စွမ်းတွေကတိတ်ပြီးတော့မရှိတော့ဘူးပေါ့နော်အဲ့တော့精神疾患には精神疾患には統合失調症統合失調症や気分障害などがありますအဲ့တော့ဆက်နေတော့ဒီစိတ်ယောဂတွေမှာဆိုရင်စိတ်ကစစ်ကလျာယောဂနဲ့စိတ်ကြွစိတ်ယောဂဆိုပြီးတော့ရှိကြရပေါ့နော်အဲ့တော့精神疾患にはဒီမှာဆိုလို့ရှိရင်ဆက်လို့ဒီစိတ်ယောဂတွေမှာဆိုလို့ရှိရင်ဘာတွေရှိလဲဆိုရင်統合失調症統合失調症や気分障害などがありますအဲ့တော့စိတ်ကစစ်ကလျာယောဂနဲ့စိတ်ကြယောဂတွေဆိုပြီးတော့ရှိကြပါတယ်တဲ့အဲ့တော့精神障害のある人の症状として症状として眼腸や妄想うつなどがありますအဲ့တော့ဒီစိတ်ယောဂတွေရဲ့ယောဂလက္ခဏာတွေနဲ့မှာဆိုလို့ရှိရင်စနေဘာတွေရှိမလဲဆိုရင်ဂန်ချောလို့ခေါ်တဲ့စိတ်အာရုံခြောက်ခြားခြင်းပြီးသွားလို့ရှိရင်မိုးဆိုးလို့ခေါ်တဲ့ထင်အောင်ထင်မှားဖြစ်တာတွေဥစုလို့ခေါ်တဲ့စနေဒီဥစုပြောလို့ခေါ်ရပေါ့နော်စိတ်ကြခြင်းစတာတွေရှိပါတယ်တဲ့အဲ့တော့ကြည့်အောင်ဒီမှာဆိုလို့ရှိရင်精神障害の症状စိတ်ပိုင်းဆိုင်ရာချို့ယွင်းတဲ့ယောဂလက္ခဏာတွေဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်စနေတို့မိုးဆိုးပေါ့နော်ထင်အောင်ထင်မှားဖြစ်တာဒီမှာဆိုလို့ရှိရင်မိုးဆိုးရဆိုဒါမိုးဆိုးမဟုတ်နော်ဒီဟာကကြတော့စနေတို့ဂန်ချောရမိုးဆိုးကအိုခိုရုစိတ်အာရုံခြောက်ခြားခြင်းနဲ့ထင်အောင်ထင်မှားဖြစ်ခြင်းတွေဖြစ်ပွားတယ်နော်နောက်တစ်ခုကကြတော့ဥစုဆိုတာစိတ်ကြတာပေါ့နော်စိတ်ကြခြင်းအဲ့ဒါကကြတော့ခိုရိုကစနေတို့シーソンで言葉少なくなり息消ချင်းした状態ဆိုတာကစိတ်တက်ကြွမှုမရှိတဲ့အခြေအနေစိတ်တက်ကြပြီးတော့စကားနဲလာပြီးတော့စိတ်တက်ကြွမှုမရှိတဲ့အခြေအနေကိုပြောတာပါတဲ့စိတ်ကြတယ်ဆိုတာကနော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဆိုးဆိုတာစိတ်ကြွယောဂအဲ့ဒါကြတော့ဗာလဲဆိုတော့普段と比べて気分が非常に高揚しနောက်တစ်ခုက開放的となった状態စိတ်ခံစားချက်ကပုံမှန်နဲ့မတူဘဲနဲ့မူမှန်စွာတက်ကြွနေပြီးတော့လွတ်ထွက်နေတဲ့အခြေအနေကိုပြောတာပါတဲ့နောက်တစ်ခုကြည့်အောင်နောက်တစ်ခုဒါကကြတော့ဒီနေ့ day 15လေးရဲ့နောက်ဆုံးစာလေးပေါ့နော်နောက်ဆုံးအပိုင်းလေးဖြစ်ပါတယ်နင်းချီရှောနော်ကီဆိုတက်ခီဒီကိုင်အဲ့တော့မှတ်ဉာဏ်ချုပ်ရင်းမှုယောဂါကိုအခြေခံနားလည်ခြင်းအဲ့တော့ဂျပန်လူမျိုးတွေတော်တော်များများကဒီနင်းချီရှောပေါ့နော်နင်းချီရှောဖြစ်ကြမှာကိုအရန်ကြောက်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီဂျပန်လူမျိုး3ယောက်မှာ1ယောက်ကနင်းချီရှောဖြစ်တယ်ပေါ့နော်နင်းချီရှောဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကဒီယောဂဖြစ်မှာအရင်ကြောက်ကြတယ်အဲ့တော့ဒီယောဂကဘာကြောင့်ဖြစ်လဲဆိုတဲ့အခြေခံသဘောတရားလေးကိုဆက်ပြီးလေ့လာကြရအောင်နင်းချီရှောနော်ဒီကမှတ်ဉာဏ်ချုပ်ရင်းမှုယောဂကိုနားလည်ခြင်း脳は人の活動をコントロールしている部位ですအဲ့တော့အုံနောက်ကလူရဲ့လှုပ်ရှားမှုတွေကိုထိန်းချုပ်နေတဲ့အစိပ်အပိုင်းဖြစ်တယ်
အားကြောင့်အရင်အေးပြက်ခံတာတို့မအိပ်ဖဲနေတာတို့เนาะအဲ့လိုမျိုးအိမ်မွားတာဆိုလို့ရှိရင်သူကတော်တော်လေးတိတာလာတယ်ပေါ့เนาะအဲ့ဒါလေးကိုဆင်ကျင်ဖို့လိုတယ်ပေါ့နောက်တစ်ခုကနင်းချိရှောဝါနိုးနော်နင်းရှိခိနိုကနန်းလာကာနော何らかの原因により低下し、日常生活や社会生活に、死骸が起こる病気のことを言います。အဲ့တော့အုံနောက်ကလူရဲ့လှုပ်ရှားမှုကိုထိန်းချုပ်နေတဲ့စိတ်ပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့နင်းချီရှောလို့ခေါ်တဲ့မှိုင်းနှံချွတ်ယွင်းမှုယောဂဆိုတာကအကြောင်းတစ်ခုခုကြောင့်အုံနောက်မှာရှိတဲ့အဲ့တော့တိမှတ်ခံစားရတဲ့လုံဆောင်ရည်တွေကကြာဆင်းပြီးတော့တဲ့အဲ့တော့နေ့စဉ်နေထိုင်စားတောက်မှုနဲ့လူဖွဲ့စည်းမှာနေတို့နေထိုင်စားတောက်ရေးတွေမှာအခက်အခဲဖြစ်လာတဲ့အရာကိုခေါ်ပါတယ်တဲ့နောက်တစ်ခုကကြတော့ no no hataraki အုံနောက်ရဲ့အလုပ်တွေဆိုရင်日常を理解するために no no hataraki を知ることが必要です。မှန်ဉဏ်ချုပ်ရင်းမှုယောဂကိုနားလည်ဖို့အတွက်အုံနောက်ရဲ့အလုပ်တွေကိုသိထားဖို့လိုအပ်တယ်။ no no hataraki が低下すると生活に違いをきたします。အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အုံနောက်ရဲ့အလုပ်တွေကြာဆင်းပြီဆိုလို့ရှိရင်နေထိုင်စားတောက်ရေးမှာအခက်အခဲရှိလာပေါ့နော်ဒိုင်နိုの4つの領域と機能အဲ့တော့အုံနောက်ကြီးရဲ့ပိုင်နက်နယ်၄ခုနဲ့လှုပ်ဆောင်ရည်တွေကြည့်အောင်ဇန်တိုယောဆိုတာကသူကနှစ်ဖူးလုံးလို့ခေါ်ပါတယ်ဇန်တိုယောဆိုတာဒီအပိုင်းပေါ့နော်ဇန်တိုယောအုံနောက်မှာရှိဒီအပိုင်းနှစ်ဖူးလုံးလို့ခေါ်တယ်သူကကြတော့ခီယူခါကူအွန်ဒိုနော်温度の統合ပြောရလို့ရှိရင်感情意欲နောက်တစ်ခုကကြတော့意識などအဲ့တော့သူကကြတော့ဒီအပိုင်းကဘာတွေကိုလှုပ်ဆောင်လဲဆိုလို့ရှိရင်ဇန်တိုယောဆိုတဲ့အပိုင်းကနှစ်ဖူးလုံးပိုင်းကသူကQ ခါကူလို့ခေါ်တဲ့အနံ့အာယုံပြောရလို့ရှိရင်温度のတိုးကိုလို့ခေါ်တဲ့ကိုယ်လက်လှုပ်ရှားမှုစုပေါင်းလှုပ်ဆောင်ခြင်းခံကြောဆိုတဲ့စိတ်ခံစားချက်တွေနဲ့နောက်တစ်ခုကကြတော့意欲ဆိုတဲ့စိတ်သက်တက်ကြွမှုနဲ့ ishi ဆိုတာကဆန္ဒသဘောထားတွေပေါ့နော်အဲ့ဒါတွေစရဖြစ်ပါတယ်တဲ့နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကတိုးချောရောလို့ခေါ်တဲ့ဒီအပိုင်းလေးရဲ့အုံနောက်က၄ပိုင်းရှိတာဟုတ်နော်ဒီပိုင်းလေးရဲ့ကျွန်တော်တို့ဘေးလုံးဆိုတဲ့အပိုင်းမိခကုဆိုတဲ့အရာတာအာယုံနောက်တစ်ခုကဟန်ဒန်ဆိုတဲ့ဆုံးဖြတ်ချက်ချခြင်းနဲ့ဒီကိုင်နာတို့နားလေခြင်းနော်အဲ့ဒါဆိုတော့တိုးချောရောဆိုတဲ့အပိုင်းကဒီလုပ်တွေကိုလှုပ်ဆောင်တယ်နောက်တစ်ခုကြည့်ကြအောင်နောက်တစ်ခုကသုခုတိုရောသုခုတိုယောဆိုတာကနှစ်ထင်လုံးကချောခါခုခိုတိုဘာနော်ဒီကိုင်ချိရှိခီဟီယိုကူနာတို့အဲ့တော့နှစ်ထင်လုံးပိုင်းတွေကအကြားအာယုံပြောလို့ရှိရင်စလို့ဂန်ကောနော်ဒီကိုင်ဆိုတော့ဘာသာစကားနားလေခြင်းနောက်တစ်ခုကကြတော့ချိရှိခီကအသိပညာဗဟုသုတနဲ့ခီယိုကူနာတို့ဆိုလို့ရှိရင်မှတ်ဉဏ်နောက်တစ်ခုကခိုတိုယောကနောက်စီလုံးရှိခခုနာတို့အဲ့ဒါကအမြင်အာယုံစသည်ပေါ့နော်အမြင်အာယုံဖြစ်ပါတယ်အဲ့တနေ့တို့ဒီနေ့ကတော့ day 15ကဒီနေ့နောက်ဆုံးလေးပါပဲအဲ့နောက်နေ့ကျမှ day 16ကိုသွားကြမယ်နော် bye bye